သုတဓမ္မဒီပလိုမာ level 1အမေးအဖြေအရှင်သီလာဇာရတေတကူလာမင်းဘဝခရီးဝယ်ရွေးချယ်ရမည်လမ်းတရားတော်မှအမေးအဖြေမှတ်စုများဖြစ်ပါသည်အမေအမှန်တရားနှင့်ပတ်သက်ပြီးတွေ့ဝေစရာတွေ့လာလျင်မှန်ကန်သောလမ်းကိုရွေးချယ်နိုင်ရန်မြတ်ဗုဒ္ဓဟောတော်မူထားသောတုတ်ဤအမည်ကိုအကြောင်းနှင့်တကွဖော်ပြပါအဖြေအမှန်တရားနှင့်ပတ်သက်ပြီးတွေ့ဝေစရာတွေ့လာလျင်မှန်ကန်သောလမ်းကိုရွေးချယ်နိုင်ရန်မြတ်ဗုဒ္ဓဟောတော်မူထားသောတုတ်ဤအမည်မှာကာလမတုတ်ကေတမုတ်တိတုတ်ဖြစ်ပါသည်ကေတမုတ်တိရွာကိုအကြောင်းပြု၍ဟောထားသောကြောင့်ကေတမုတ်တိတုတ်ဟုခေါ်ပါသည်ကာလမလူမျိုးတို့ကိုဟောခဲ့သောကြောင့်ကာလမတုတ်ဟုခေါ်ပါသည်စာမျက်နှာ2အမေကာလမကေတမုတ်တိတုတ်ဟောရခြင်း၏ရည်ရွယ်ချက်များကိုဖော်ပြပါအဖြေအမှန်တရားနှင့်ပတ်သက်ပြီးတွေ့ဝေစရာတွေရှိလာရင်မှန်ကန်သည့်လမ်းကိုရွေးချယ်တတ်စေရန်စာမျက်နှာ2နှစ်လက်တွေ့ကြကြကိုယ်ပိုင်ဉာဏ်အသုံးချတဲ့စီရင်စာမျက်နှာ9ရည်ရွယ်၍ကာလမတုတ်ကိတမုတ်တိတုတ်ကိုဟောခဲ့ပါသည်အမေကာလမတုတ်ဟောရာဒေတာကိုအပြည့်အစုံဖော်ပြပါအဖြေကာလမတုတ်ဟောရာဒေတာမှာယနေ့အိန္ဒိယနိုင်ငံကောသလတိုင်းထဲမှာရွာကြီးတစ်ရွာဖြစ်သည်အမည်မှာကေတမုတ်တိရွာဖြစ်ပါသည်ထိုရွာသည်တောအုပ်အဝင်ဝတွင်ရှိသည်တောစခန်းဖြတ်တန်းလိုသူတိုင်းထိုရွာမှာစခန်းချပြီးမှဖြတ်တန်းရစမြဲဖြစ်သည်ထိုရွာစခန်းတွင်စီးပွားရေးသမားများမကဘာသာရေးခီးသွားတွေလည်းရောက်လာကြသည်စာမျက်နှာ3အမေအဘဲကြောင့်ကေတမုတ်တိရွာသားများကမြတ်စွာဘုရားကိုမေခွန်းများမေးလျှောက်ကြပါသည်အဖြစ်ကေတမုတ်တိရွာသည်တောအုပ်အဝတွင်တည်ရှိပါသည်တောစခန်းဖြတ်တန်းလိုသူတိုင်းထိုရွာမှာစခန်းချပြီးမှဖြတ်တန်းရစမြဲဖြစ်သည်ထိုရွာကိုဘာသာရေးသမားများလည်းရောက်လာကြသည်ထိုအခါထိုဘာသာရေးသမားများမှသူ့အယူဝါဒကိုရှေ့တန်းတင်အကောင်းပြောအခြားသူများရဲ့အယူဝါဒကိုပုတ်ခတ်ပြစ်တင်ကြ၏သူဝါဒသာမှန်အခြားဝါဒမမှန်ဟုဟောပြောကြသည်ထို့သောဟောပြောမှုတွေကြောင့်ကေတမုတ်တိရွာသားများသည်ဝါဒရေးရာတွင်ရှုပ်ထွေးနေပြီးတန်တရားများဖြစ်နေကြ၏ထိုတန်တရားများကိုဖယ်ရှားစေရန်မြတ်စွာဘုရားကြွလာသည့်အခါမေးလျှောက်ကြခြင်းဖြစ်ပါသည်စာမျက်နှာ3 4အမေကဘာမှာဘာသာမဲ့များများရခြင်းအကြောင်းကိုသုံးသပ်ဝေဖန်ပြပါအဖြေကဘာမှာကိုးကွယ်ရာဘာသာတရားတွေအမျိုးမျိုးရှိပါတယ်တဘာသာနှင့်တဘာသာယုံကြည်ချက်တွေဟောပြောချက်တွေဟာကွဲပြားခြားနားကြပါသည်ဘာသာတစ်ခုကအမှန်လို့ပြောတဲ့အရာဟာအခြားဘာသာတစ်ခုမှာအမှားဖြစ်နေပြန်သည်ထို့ကြောင့်ဟိုဘာသာကိုးကွယ်ရနို့ဒီဘာသာကိုးကွယ်ရနို့ဟိုဘာသာကောင်းနို့ဒီဘာသာကောင်းနို့ဖြစ်ကမဝေခွဲနိုင်ကြတော့ပဲဘယ်ဘာသာရဲ့အစုံအမလိုက်နာရမှန်းမသိဖြစ်ပြီးဘယ်ဘာသာမှမကိုးကွယ်တော့ပဲဘာသာမဲ့တွေပေါ်ပေါက်လာခြင်းဖြစ်ပါသည်စာမျက်နှာ9အမေဗုဒ္ဓဘာသာနှင့်အကျဉ်အခြားဘာသာများ၏မတူကွဲပြားခြားနားချက်များကိုဖော်ပြပါအဖြေဗုဒ္ဓဘာသာသည်ကံကံ၏အကျိုးကိုအခြေခံထားပြီးကုသိုလ်ကံအကုသိုလ်ကံဆိုတာရှိ၏ကိုလှုပ်တာကိုခံရသည်ကိုကကောင်းတာလုပ်ရင်ကောင်းကျိုးခံစားရ၏မကောင်းတာလုပ်ရင်မကောင်းကျိုးခံစားရ၏ဗုဒ္ဓဘာသာတရားကမတယ်ဆိုတာမရှိကဲ့တင်တယ်ဆိုတာမရှိပါအခြားဘာသာများသည်ဖះကမတယ်ကဲတယ်လို့ယူဆ၏လှုပ်ချင်တာလှုပ်ပြီးဖះရှိမှဒူးထောက်ကဝန်ခံချက်လှုပ်လိုက်တောင်းပန်လိုက်တာနဲ့ဖះကအကုန်ခွင့်လွှတ်ပြီးအပြစ်တွေအကုန်လုံးပျောက်သွားတယ်လို့ယူဆကြပါသည်မတောင်းပန်ရင်ဖះကတန်ခတ်ဤသို့ကွဲပြားခြားနားကြပါသည်စာမျက်နှာ6အမေကျွလွန်မိသည့်အကုသိုလ်အပြစ်များသည်ဖျားသခင်ထံဒူးထောက်တောင်းပန်လိုက်လျင်ပြေပြောက်သည်ဆိုသောအယူအဆသည်တဘာဝယုတ်တိရှိမရှိလောကဥပဒေကိုဥပမာပြ၍သုံးသပ်ပြပါအဖြေကျူးလွန်မိသည့်အကုသိုလ်အပြစ်များသည်ဖျားသခင်ထံဒူးထောက်တောင်းပန်လိုက်လျင်ပြေပြောက်သည်ဆိုသောအယူအဆသည်တဘာဝယုတ်တိမရှိပါလောကဥပမာပြ၍သုံးသပ်ပြရသောလူတဦးပြစ်မှုတစ်ခုကိုလွန်ကျူးမိတယ်ဆိုပါစို့ကျူးလွန်မိသည့်အခါဥပဒေအရအရေးယူခံရပါသည်ထိုကဲ့သို့အရေးယူခံရသည့်အခါမြတ်စွာဘုရားထံသွားပြီးဒီအပြစ်ကလွတ်ပေးပါရန်ဒူးထောက်တောင်းပန်လိုက်လျင်ဘုရားကလက်ခံပြီးအပြစ်ကနေလွတ်သွားအောင်မလုပ်နိုင်ပါထို့ကြောင့်ကျူးလွန်မိသည့်အကုသိုလ်အပြစ်များသည်ဘုရားသခင်ထံဒူးထောက်တောင်းပန်လိုက်လျင်ပြေပြောက်သည်ဆိုသောအယူဆသည်တဘာဝယုတ်တိမရှိပါစာမျက်နှာ9အမေဖျားကမတယ်ကဲတယ်လို့ယုံကြည်လက်ခံသူသည်မြည်တို့လက်တွေ့မဆန်ပြီးမိကဲ့သို့သဘောတက်ရောက်သည်
အဖြေဖျားမတယ်ဆိုတာယုံကြည်သူတွေကတော့ဖျားအားကိုးတာကိုတော့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားစရာမလိုဘူးဘာလို့တဲ့နဲ့ဘာမလို့တဲ့မို့ဆိုတာလဲခွဲခြားသိစရာမလိုလူတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးဆိုတာဘာမှတန်ဖိုးမရှိလူတွေရဲ့လုံလဝရိယဆိုတာလဲဘာမှတန်ဖိုးမရှိအရာရာဟာဘုရားသခင်အလိုတော်ကြဖြစ်ရသည်ဟုဆိုကြသည့်အတွက်လက်တွေ့မကျသည့်သဘောတက်ရောက်သွားပါသည်စာမျက်နှာ၈အမေမကယ်တဲ့ဖျားမမတဲ့ဖျားကိုကိုးကွယ်ရတာဘာအကျိုးရှိမှလဲကယ်တဲ့ဖျားမတဲ့ဖျားကိုပဲကိုးကွယ်စည်းကပ်မယ်လို့အတွေးရှိသူများကိုသင်မည်တို့ရှင်းပြမည်နည်းတချို့တာမန်ဗုဒ္ဓဘာသာဝင်များသည်ဗုဒ္ဓဘာသာကိုကိုးတာကိုးကွယ်ရတဲ့ဖះကမလည်းမမဘူးကယ်လည်းမကယ်ဘူးကိုလုတ်တာကိုခံရမယ်ဆိုရင်ကိုးကွယ်ရတာအလကားပဲပေါ့မတဲ့ဖះကယ်တဲ့ဖះကိုးကွယ်ရတာပိုမကောင်းဘူးလားလို့အတွေးဝင်ကြသည်အဲ့ဒီလိုဆိုရင်တကယ်ဟုတ်ရင်တော့မတဲ့ဖះကယ်တဲ့ဖះကိုးကွယ်ရတာကောင်းတာပေါ့မမပဲနဲ့မတဲ့ထင်ပြီးဖះအောက်ကိုနဲ့လှုပ်ချင်တာလှုပ်အချိန်ကြရင်ဖះကမမပဲနေရင်တော့ဒါဟာလူဖြစ်ရှုံးတာပဲပြောတဲ့အတိုင်းဖြစ်ရင်တော့ကိုးကွယ်စရာကောင်းတာပေါ့မဖြစ်ရင်တော့ကိုကျိုးနေပါလေရောဥပမာလူတဦးပြစ်ဒဏ်တစ်ခုကျူးလွန်မိတယ်အဲ့လိုကျူးလွန်လို့ဥပဒေအရအရေးယူခံရတယ်ဖះထံသွားပြီးဒီအပြစ်ကနေခွင့်လွတ်ပါဆိုပြီးဝန်ခံလို့ဖះကလည်းလက်ခံလို့လက်တွေ့မှာအပြစ်ကနေလွတ်သွားတာရှိမလားစဉ်းစားကြည့်ပါလို့အဲ့ဒီအတွေးပေါ်သည့်သူများကိုဤကဲ့သို့စဉ်းစားခိုင်းပါမည်စာမျက်နှာ6မှာ8အမေဗုဒ္ဓဘာသာသည်လက်တွေ့စံပုံကိုအများသိရှိအောင်သုံးသပ်ပြပါအဖြေဗုဒ္ဓတရားတော်သည်လက်တွေ့ကြပါသည်အတ္တာဟိအတ္တနောနာထောဥပမာကြောင်းတက်နေသောကလေးကိုကြည့်ပါကိုစာကြက်ရင်ကိုစာရမည်ကိုလုံးမှကိုရမည်ကိုစားမှကိုဝမည်သူများစားတာကိုထိုင်ကြည့်နေုံနဲ့ကိုမဝပါကိုလုံးလျင်ကိုရမည်ကိုကြိုးစားလျင်ကိုရမည်ဉာဏ်ရည်ဉာဏ်သွေးဘလောက်ကောင်းကောင်း IQ ဘလောက်မြင့်မြင့်မကြိုးစားလျင်ဘာမှဖြစ်လာမည်မဟုတ်ပေလမ်းကြောင်းပေါ်မှာရှောက်နေရင်ထိုလမ်းကြောင်းအတိုင်းမှန်မှန်သာရှောက်နေမယ်ဆိုရင်ရောက်မည်သာဖြစ်၏ဥပမာရွှေတကုံဘုရားသွားမယ်ရွှေတကုံဘုရားကိုဥတည်နေတဲ့လမ်းမကြီးပေါ်မှာသာရှောက်ရောက်သွားမှာအသေးချာမရောက်နိုင်တဲ့လမ်းလဲမရှောက်နဲ့အဲ့လိုပြောင်းပြန်ရှောက်မယ်ဆိုရင်တော့မရောက်ဘူးဒါတွေဟာလက်တွေ့ကျတဲ့အရာများဖြစ်တယ်ဒါကြောင့်ဗုဒ္ဓဘာသာသည်လက်တွေ့ကျသောဘာသာဖြစ်ပါသည်စာမျက်နှာ၈ 9